အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဇော်မင်းထွန်းပါမြစ်တာအရေးစီကံကဆရာဝန်ဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကလူတော်တော်များများလည်းကျွန်တော်လည်းလာမေးတယ်ပေါ့နော်အစာရင်ယောဂနဲ့ရိုးစားထားတာနဲ့အဲ့ဒါနဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြမယ်အပိုင်းနှစ်ပိုင်းခွဲပြီးပြောပြအပိုင်းနှစ်ပိုင်းခွဲပြီးပြောပြမယ်ပထမတစ်ပိုင်းကဘာလဲဆိုတော့ဘသူတွေရိုးစားထားလို့ရလဲဘသူတွေရိုးစားထားလို့မရဘူးလေအဲ့ဒါကိုအရင်ဆုံးပြောမယ်ဒုတိယတစ်ပိုင်းကအစာရင်ယောဂသမားတွေရိုးစားထားတဲ့အချိန်မှာဆောင်ရန်ရှောင်ရန်၅ချက်ကိုကျွန်တော်ပြောပြမှာဖြစ်တယ်ပထမတစ်ပိုင်းအနေနဲ့ဘသူတွေရိုးစားထားလို့ရလဲဘသူတွေရိုးစားထားလို့မရဘူးလဲဆိုတာပြောပြမယ်ရိုးစားထားလို့မရတဲ့လူတွေကဘသူတွေလဲဆိုတော့လက်တလောအစာရင်သူကြောပေါက်ထားတယ်အစာရင်မှာအနာဖြစ်ထားတယ်ပြင်းပြင်းထန်ထန်အဆစ်ပြန်ကန်တဲ့ယောဂဖြစ်နေတယ်နောက်မှန်မြောင်းထည့်တဲ့အချိန်မှာအစာရင်မှာအနာရှိနေတယ်အစာရင်မှာပိုးရှိနေတဲ့လူနာတွေရိုးစားထားဖို့အခက်အခဲရှိပါတယ်နောက်တစ်ခုကဘယ်သူတွေရိုးစားထားလို့ရလဲဆိုတော့ရိုးရိုးအစာရင်လေပွားတာသမားတို့အစာရင်အကျဉ်ပေါက်ရုံလောက်ပဲဖြစ်တဲ့လူတွေကတော့ရိုးစားထားခြင်းထားလို့ရပါတယ်ဒါကတော့အစာရင်သမားတွေရိုးစားထားလို့ရတဲ့လူနဲ့မရတဲ့လူကိုကျွန်တော်ခွဲပြောတာဖြစ်ပါတယ်ဒုတိယတစ်ပိုင်းအနေနဲ့အစာရင်ယောဂသမားတွေရိုးစားထားရင်ဆောင်ရန်ရှောင်ရန်၅ခုကိုကျွန်တော်ပြောပြမယ်ပထမဆုံးတစ်ခုကဘာလဲဆိုတော့အစာရင်ယောဂသမားတွေဆယ်ရီစားလို့ဆိုရင်ဘာတွေလုပ်ရမလဲဆိုရင်ဆယ်ရီမစားခင်နိုင်ဝက်ကြိုပြီးတော့အစာရင်ဈေးတွေတောက်ပါဒါပထမဆုံးအချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကဆယ်ရီကိုမဖြစ်မနေစားပါစားတဲ့အခါမှာအစာပြုတ်ပြုတ်ဖြစ်ရမယ်နောက်နိုးအေးတောက်လို့ရပါတယ်နောက်တစ်ခုကကျတော့အစာကြီးလွယ်တဲ့အစားအသောက်မျိုးကိုစားရမှာဖြစ်ပါတယ်တတိယတစ်ချက်ကဝါဖြည့်တဲ့အခါမှာတခါတည်းအစီတွေအစိတ်တွေအများကြီးတစ်ပြိုင်တည်းစားတာမျိုးမလုပ်ဘဲနဲ့စင်မလွန်သီးသို့မဟုတ်ကျွန်တော်တို့ဟလင်လေးနည်းနည်းလေးနဲ့တောက်ပြီးတော့အရင်ဆုံးဝါဖြည့်စေချင်ပါတယ်ပြီးတော့မှသာလေ10မိနစ်15မိနစ်နေတော့မှသာလေနည်းနည်းစားအဲ့လိုမျိုးနည်းနည်းခဏခဏစားစေချင်ပါတယ်သရုပ်တာတစ်ခုကကြတော့စားပြီးဝါဖြည့်ပြီး2နာရီ3နာရီအတွင်းလှည့်အိတ်တာမျိုးတွေမလုပ်စေချင်ပါဘူးနောက်ဆုံးတစ်ချက်ကတော့အစာရင်သမားတွေမလုပ်သင့်တဲ့ဟာတစ်ခုပြောပြပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ gas ပါတဲ့အေးတွေတောက်တာကျွန်တော်တို့စီကြော်တွေအရင်အများကြီးစားတာနောက်အဆက်တွေအရင်စားတာနောက်ဗိုက်ထဲမှာအစာမရှိပြီးဝါဖြည့်တဲ့အချိန်မှာကျွန်တော်တို့ပူပူလောင်လောင်တွေစားတောက်တာမျိုးတွေကျွန်တော်တို့လုံးဝရှောင်ရပါမယ်အဲ့လိုမှသာလျှင်ကျွန်တော်တို့အစာရင်သမားတွေရိုးစားကိုဖြတ်ဖြောက်နေထားနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ hot topic 5ခုရောက်သွားပါပြီနောက်နေ့တွေမှာကျွန်တော်တခြား post တွေနဲ့ပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်